အားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကျွန်တော်ဒီနေ့ software လေးတစ်ခု software လေးလုံးဝအမိုက်စားလေး software လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်အဲ့ဒါကတော့ဒီ IPTV software လေးဖြစ်တယ်မိတ်ဆွေတို့အဲ့ထက်မှာဘောလုံးပွဲတွေရုပ်ရှင်တွေအားကစားအစုံအကုန်လုံးကြိုက်တာမိတ်ဆွေတို့စိတ်တိုင်းကြလုံးဝ share ကြည့်လို့ရမယ် channel ပေါင်း16000ကျော်နဲ့ရုပ်ရှင်ပေါင်းလည်း3000ကျော်ပါတယ်လုံးဝတော်တော်လေးကောင်းတဲ့ software လေးဖြစ်တယ်ဒီ software လေးမိတ်ဆွေတို့စိတ်ဝင်စားရင်ဗီဒီယိုလေးအဆုံးအထိလိုက်ကြည့်ပေးအဲ့တော့ကျွန်တော်ထပ်ပြီးတော့လဲကြွညာပေးမယ်ကျွန်တော်ရှိမှလုံးဝ Android ပေါက်တွေ run 4 story 32မှာလုံးဝ YouTube တွေအဲ့ဒါမတက်ချင်ဘူးစက်ကိုပေါ်ပါသုံးချင်တယ်ဆိုရင်ကျွန်တော်မှ Android ပေါက်တွေလည်းပစ္စည်းပြန်ရောက်ပြီဖြစ်တယ်ဆက်သွယ်မှယူခြင်းအကောင့်ထဲမှာဖုန်းနံပါတ်လေးရှိတယ် Viber နဲ့ order လေးတင်လို့ရတယ် Ryan နဲ့အိမ်အောင်ငွေချေပို့ပေးတယ်အဲ့တော့ဒီ software လေးဘယ်လိုအသုံးပြုရမလဲဆိုတော့လောလောဆယ်ကျွန်တော်တို့စပြီးတော့download အတွက် Play Store ဖြစ်ဖြစ် Upload ဖြစ်ဖြစ်အဲ့ထဲကနေပြီးတော့မိတ်ဆွေတို့ကကြိုက်တဲ့ထဲကနေပြီးတော့ဒီ download က Play Store ဖြစ်ဖြစ် Upload TV ဖြစ်ဖြစ်အဲ့နှစ်ခုတွေကနေကြိုက်တဲ့ထဲကနေမိတ်ဆွေတို့ကဒီ download app လေးကိုဒီပုံစံလေး download မှာဖြစ်တယ်အဲ့ app လေးတွေကနေမှကျွန်တော်အခုထည့်ထားတဲ့ number လေးကိုတေချာလေးမှတ်ပြီးတော့မှအဲ့ number လေးအတိုင်းထည့်ပြီးတော့ဒီအောက်ကကိုနှိပ်လိုက်အဲ့ဒါဆိုရင်အခုနဒီ AC IPTV app လေးကို download မိတာဖြစ်သွားမှာဖြစ်တယ်down ပြီးသွားပြီဆိုရင် software ရပြီဆိုရင်ဒီထဲမှာကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီမှာ live ဆိုရင်လည်း live live တွေရုပ်ရှင်တွေဒီမှာကျွန်တော်ပြပေးမယ်ဒီထဲမှာကလုံးဝဘောဝဲဆိုလုံးဝအစုံကြည့်ရမယ်အားကစားလဲလုံးဝအစုံကာတွန်းကားတွေလူကြီးကားတွေအကုန်လုံးစုံလင်းတနေရာထဲမှာကြည့်ရမှာဖြစ်တယ်သူ့ထဲမှာဘလို့တွေတောင်ပါလဲဆိုရင်ကျွန်တော်ပြပေးမယ်ဒီမှာ live ဆိုရင် channel ပေါင်း16000ကျော်ပါမယ်ဒီမှာရုပ်ရှင်ဆိုရင်လည်း3000ကျော်ပါမယ် CD ဆိုရင်9916ပါမယ်သူ့ထဲမှာတတုံစုံလင်းလေးပါတာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီကနေပြီးတော့ကျွန်တော်ရုပ်တွေတော့ဖွင့်မပြတော့ဘူးကျွန်တော်ပထမဗီဒီယိုလေးတင်တာ TikTok ကနေဘန်လို့ဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီမှာchannel နာမည်လေးတွေကျွန်တော်မိတ်ဆွေတို့ပြသွားမယ်မိတ်ဆွေတို့ကိုပဲစာဖတ်ကြည့်လိုက်တော့ကျွန်တော်စာလဲတောင်းတော့မခေါ်ပြီးတော့ဘူးဘာလို့ဒီစာတွေခေါ်ရင်လဲဘန်လို့ဒီမှာဘောလုံးပွဲတွေကြည့်လို့ရမယ်เนาะအိန္ဒိယချစ်သူတွေအတွက်လည်းဟင်ဒီလိုင်းတွေတမင်လိုင်းတွေလုံးဝ Sun TV တို့ KTV တို့ဇီးစင်နမာတို့ဇီး TV တို့အဲ့လိုဟာတွေလည်းကြည့်လို့ရမှာဖြစ်တယ်လုံးဝဒီမှာဘောလုံးပွဲတွေနဲ့ပတ်သက်ရင်လည်းဒီမှာလာလီကာတို့ CDA တို့ဘောပဲအကြောင်းကတော့ကျွန်တော်လည်းသိနာမလဲတော့ကျွန်တော်လည်းနာမည်တွေမရွတ်ပြတော့ဘူးအဲ့တော့မိတ်ဆွေတို့ပဲဒီမှာနာမည်လေးတွေဖတ်သွားလိုက်တော့ဘောပဲဆိုလည်းလုံးဝ share ကြည့်လို့ရမှာဖြစ်တယ်ဘောပဲဆိုလည်းဒီမှာလုံးဝဒီ Sony တန်1တန်2တွေကဒီလို line တွေကအစပါမယ်အဲ့တော့မိတ်ဆွေတို့နာမည်လေးတွေဖတ်ကြည့်လိုက်တော့ကိုပဲကျွန်တော်မဖတ်ပြတော့ဒီမှာတမင်လေးပါလည်းပါမယ်နောက်ဟင်ဒီတွေလည်းပါမယ်အများကြီးပါတယ်ရုပ်ရှင် line တွေရောကာတွန်း line တွေရောအားကစားဆိုရင်လည်းလုံးဝအစုံဘောဝဲဆိုလည်းအစုံတော်တော်လေးကိုမိုက်တဲ့ software လေးဖြစ်တယ်အဲ့တော့ဒီမှာမိတ်ဆွေတို့ကြိုက်မဲ့ဟာမျိုးလေးတွေလည်းပါတယ်အားလုံးအဲ့တော့ဒါကတော့ဒီလောက်ပဲကျွန်တော်ရုပ်တည်တော့မဖွင့်ပြတော့ဗီဒီယိုလည်းဒါအရှိဝါမှာဖြစ်တယ်အဲ့တော့ဒီမှာရုပ်ရှင်ဒါကတော့ရုပ်ရှင်နဲ့ဟာတွေဖြစ်တယ်ရုပ်ရှင်ဆိုရင်လည်းလုံးဝ 4K နဲ့လုံးဝ share ကြည့်လို့ရမှာဖြစ်တယ် 4K တွေရော1080တွေရောလုံးဝအစုံပါတယ်ဖြစ်တယ်အဲ့တော့ဒီ IPTV အကောက်ဝယ်ချင်တာဖြစ်ဖြစ်စက်တွေဝယ်ချင်တာဖြစ်ဖြစ်ကျွန်တော်ရှိမှာဒီ Android ပေါင်းနဲ့ accessory တွေဝယ်ချင်တာဖြစ်ဖြစ်ကျွန်တော်အကောက်ထဲမှာဖုန်းနံပါတ်လေးတင်ထားတယ် Viber နဲ့ order လေးတင်လို့ရတယ် Ryan ရောက်တဲ့မြို့တိုင်းအားလုံးအိမ်အောင်ငွေချေပို့ပေးတဲ့အားလုံးကျေးဇူးပါ